ခုရွှေဘူတက်တယ်ဆိုတော့လည်းကျွန်တော်အဝိုင်းခံထားရတာခင်ဗျားတို့ကြိုက်တယ်ရှိမကြိုက်တယ်ကျွန်တော်ကပြောရလိမ့်မယ်နာမခဆိုတာလည်းနော်အခုငုံရမှာရှိနေနာမခဆိုတာလည်းအဝိုင်းခံထားရတာသိလားအဲ့တော့ဘာလုပ်မလဲခင်ဗျားတို့စစ်သားမရွေးတဲ့ကျွန်တော်ရွေးပေးမယ်ဗျာနော်တိုက်ရဲခိုက်ရဲတဲ့သူမရွေးတဲ့ကျွန်တော်ရွေးပေးမယ်ဒါအခုညောင်ကျိုးချင်တွေကပြေးတာတွေများတာပြေးတာတွေများတာနော်အောက်ချင်တဲ့အထက်နဲ့ကဘသူကဘသူဂျင်းထဲလို့ထည့်နေမှမသိဘူးအထက်ကဂျင်းထဲခံနေရတာဆိုကြပါဗျာအောက်ချီကလည်းစကန်တစ်ခုကျသွားပြီဆိုရင်ပြန်ရပါပြီဆိုပြီးတော့အဲလွှင့်တဲ့ Telegram channel တွေကိုလည်းကျွန်တော်ပြောချင်တယ်ဟုတ်လားခင်ဗျားတို့ကတွင်းလိုက်တာပဲတွင်းလိုက်တော့ဘာဖြစ်သွားလဲဆိုတော့လေအထက်ကစကန်တစ်ခုကျသွားပြီဆိုဟဲ့ကောင်လည်းအရတိုက်ဆိုပြန်တိုက်ခိုင်းတာလိုအပ်တာပြောဆိုပြန်တိုက်ခိုင်းတာအဲ့တော့အောက်ကောင်တွေကသွားတိုက်ရမယ်တိုက်မယ်ဆိုတဲ့ခါကျတော့မတိုက်ချင်တော့ဘာလို့လဲရပါပြီဆိုပြီးတော့ဖွာတယ်ခင်ဗျားတို့ Telegram channel တွေကဖွာပေးလိုက်တယ်ဖွာပေးလိုက်တဲ့ခါကျတော့အောက်ကောင်လည်းသွားတိုက်ကြမလို့တော့ဟုတ်လားအဲ့ဒီလိုမျိုးတွေဖြစ်နေတယ်အဲ့တော့အဲ့ဒီသတင်းတွေကိုပြန်ရပါပြီဆိုတဲ့သတင်းတွေကိုအဲ့ဒီရာရှိတွေရဲ့မိန်းမတွေသားသမီးတွေအစားယုံတယ်ဟုတ်လားအဲ့ဒီဂျင်းထက်ရာရှိယုံတာတော့မပြောနဲ့ပေါ့ဗျာနော်